မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တထေးမင်းတို့တိုက်အစ်စ်ဆက်ဆက်ပေါ့နော်လူမနေရသေးတဲ့တိုက်အိမ်နှစ်ထပ် 3 stretcher လေးပေါ့ဟုတ်ကဲ့အိမ်ကောင်းကောင်းလေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာအိမ်လေးကတော့ထောင်ပဲရက်ကွက်နှင်းစီလမ်းတွေမှာတည်ရှိပါတယ်ခင်ဗျာလမ်းလည်းအရန်ကောင်းပါတယ်လမ်းတာပါတယ်လမ်းလည်းတန့်ပါတယ်ခင်ဗျအိမ်ကတော့4ပိုင်းမီတာရေမီအပြည့်အစုံပါပြီးသားဖြစ်ပါတယ်စောက်ပြီးတော့မကြသေးပါဘူးခင်ဗျအိမ်ရဲ့အတွင်းကဆေးရောင်လေးတွေကလည်းတအားလှပါတယ်ခင်ဗျာသေသေးချာချာလေးဆေးဝင်ထားပါတယ်ခင်ဗျဟုတ်ကျွေပြားကိုလည်းအပြည့်ခင်းပေးထားပါတယ်အိမ်ရဲ့ပရင်းပေါက်တွေကျွန်တော်တို့ရှေ့တကားတွေမှာဆိုရင်လည်းလုံလုံဂျုံဂျုံနဲ့ပေါ့နော်ဟိုတည်င်းပေါက်အပြင်အနောက်မှာတန်ပန်းတွေပါသေချာလေးခတ်ပေးထားပါတယ်ခင်ဗျာဒါလေးကတော့မီးဖို့ကြောင်းပေါ့နော်ကျွန်တော်တို့ခုအိမ်နောက်ဖေးပတ်လေးကိုကျွန်တော်ပြပေးပါမယ်ခင်ဗျာဒီအနောက်ခန်းလေးမှာဆိုရင်ကျွန်တော်တို့ရေချိုးကန်းပါမယ်အိမ်နာဘိုးတိုင်းပါပါမယ်ခင်ဗျာရေချိုးကန်းဆိုရင်လည်းကျွန်တော်ကြွေပြားခင်းပြီးသားဖြစ်ပါမယ်ဒါအိမ်နောက်ဖေးတကားဆိုရင်လည်းကျွန်တော်တို့တန်ပန်းနဲ့ပေါ့နော်သေချာလေးလုပ်ပေးထားပါတယ်ဒါတော့ကျွန်တော်ဘိုးတိုင်းအိမ်နာပေါ့နော်ကြွေပြားတော့ကျွန်တော်တဝက်နီးပါးလောက်ထိတော့တက်ပေးထားပါတယ်အိမ်ရဲ့အမျိုးအစားတော့ဟောတိုက်အမျိုးအစားဖြစ်ပါမယ်ဝယ်ယူမဲ့လူကြီးမင်းများအနေနဲ့ကတော့ကိုယ်ပိုင်အခန်းပြန်ဖွဲ့ရင်တော့ပို့အဆင်ပြေပါတယ်ခင်ဗျအခုကျွန်တော်အပေါ်တက်လေးတစ်ချက်လိုက်ပြပေးပါမယ်အပေါ်တက်မှာဆိုရင်လည်းကျွန်တော်တို့စတီးလက်ရန်လေးပေါ့နော်တန်လက်ရန်လေးပေါ့လုပ်ပေးထားပါတယ်ကလေးငယ်လေးတွေစော်တာယူရကြရင်ပြုတ်မကြဘူးပေါ့နော်အဆင်ပြေတော့အပေါ်တက်တွေမှာဆိုရင်လည်းသတင်းပေါက်အနောက်မှာတန်ပန်းလေးထားတယ်ပေါ့နော်ဒါကတော့အပေါ်တက်ရဲ့ရေချိုးကန်းနဲ့ဘိုးတိုင်းအိမ်သာဖြစ်ပါတယ်ခင်ဗျဆေးကတော့တအိမ်လုံးကိုတရောင်နဲ့ပေါ့နော်ဆေးလောက်ထားတော့တော်တော်လှတယ်ဗျဟုတ်ဒါလေးကတော့ဖျားစဉ်အပေါ်မှာမျက်နှာချက်တွေဆိုရင်လည်းမျိုးစားကောင်းကောင်းလေးတုံးပေးထားပါတယ်ခင်ဗျာဒါကတော့အိမ်ရဲ့အရှိဝရဏလေးဖြစ်ပါတယ်ခင်ဗျဒါကတော့အိမ်ရဲ့တရှိတဲ့နှိမ့်စီလမ်းတွေပေါ့နော်လမ်းလည်းတအားကောင်းပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားလို့ကျွန်တော်တို့ဝယ်ယူခြင်းလဲဆိုရင်တော့တတိမင်းတို့အနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်39ကို09438666ကိုဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒီအိမ်လေးရဲ့အယောင်ဖွင့်ဈေးကတော့3300ကိုပိုင်ရှင်နဲ့တိုက်ရိုက်ညှိနှိုင်းလို့ရပါမှာခင်ဗျာခရံမိတ်တူအိမ်လေးဖြစ်ပါမယ်10ပေ60ပေါ်မှာအပြည့်ဆောက်ထားပါတယ်ခင်ဗျာကန်ဆက်မဲ့တတိမင်းများအားလုံးကိုစောင့်မျှော်နေပါမှာခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာ